Okay,ကျေးဇူးအများကြီးတင်ပါတယ်။အင်းချစ်တို့ကောင်မနှစ်ယောက်ကနှစ်ပုတ်စုံထဲလေးဖြောပြပေးပါပါ။အဲ့တော့နောက်ထပ်တစ်ပုတ်ကတော့ဒါအင်းချစ်ဆိုပြီးတော့ဖြစ်စေခဲ့တဲ့ချင်းလေးတစ်ပုတ်ပေါ့နော်။အဲ့တော့အမှတ်တရလည်းဖြစ်စေခြင်းလို့အောင်လေးနဲ့ပြန်ဆိုရနော်။ ချင်းလေးကိုဒီဆိုပေးတဲ့မိုင်းချင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ သူခင်ဗျာကီးတွေကြာနေတဲ့ကြားထဲကနေဆိုပေးရှာတာ။အင်းချစ်တို့လည်းနှစ်ယောက်တည်းဆိုရတာနည်းနည်းတော့တိတ်ဆိတ်ငြိမ်သက်မှုတွေဖြစ်နေတယ်ပေါ့နော်အဲ့တော့အောက်ကပြိတ္တကြီးလည်းတူညီပေးပါအောင်လို့အင်းချစ်ကတောင်းဆိုချင်ပါတယ်မပြတ်သေးဘူးရေစီကြောင်းလေးအတားနဲ့ဖြတ်ဖြတ်ပါမလားဖြတ်ပြရမယ်ဒီလိုတန်ရောစင်တွေDon't do away မြင်တွေ့ကြဖို့ခေလေတွေ့သေးတဲ့အမြဲတမ်းတွေ့ဒီတော့သာရောစနေဖြတ်ဖို့ခက်တယ်လေသေးဘူးမျက်လုံးများနဲ့ကြည့်ရှုလို့တော့တွေ့မမြင်နိုင်ကြိုးလေးများဒီလိုတန်ရောစင်တွေရေတွေလို့ရှိမနေနဲ့မလဲဖြတ်တောက်ချလို့ဖြတ်တောက်ရဖို့ကြောင်းလေးမရှိဒီတော့သာရောစနေလုံးဝမပြနိုင်ပေSee don't really die. Oh, thousand seasons. Oh, my deadline boo. But I'm not sure see that sweat I come along. Set down my yard, I boo. Dino that yours in there. Oh, well, now, babe. The pet no time when you're time, you don't swear me. Shut down, Dino that yours in there. My planet should be, yeah. ဒီနေ့ညလေးမှာမတ်တရားဖြစ်တော့လလားလေဒါသူ့ရဲ့နောက်ဆုံးတစ်ပုတ်ဖြစ်နေတဲ့အတွက်ကြောင့်အင်းချစ်တို့အားလုံးအတူတူရှောင်းလာအားလုံးနဲ့ရေသူတို့ရောစေSee don't really die. Thousand seasons. Oh, my deadline boo. But I'm not just see that sweat I come along. Set down my yard, boo. Dino that yours in there. Oh well now babe, the pet no time when you're down, you don't sway me, shut down it. Day though that yours in there. Alo. My planet should do. It's a night of our, only it's a night of our. Thank you,